ကြီးစားဟောင်းကိုလွှမ်းပြီးမျက်ရည်ကျနေလို့ပင်ပန်းနေပြီလားမငိုနဲ့တော့နော်အခုပဲငါကကယ်တင်ပေးမယ်ပထမဆုံးငှက်ပြောသည့်ဖြစ်တဲ့ငါကဦးနောက်ထဲကိုဝင်သွားမယ်ပြီးတော့ပျော်ရွှင်စေတဲ့ serotonin ဟော်မုန်းတွေအများကြီးထုတ်ပေးမယ်ဒုတိယအနေနဲ့လိမ်မော်သည့်ဖြစ်တဲ့ငါကမင်းရဲ့သွေးကြောတွေထဲကစိတ်ဖိစီးမှုဟော်မုန်းတွေကိုလက်မျက်စည်းလဲသလိုမျိုးအကုန်ရှင်းလင်းပေးမှာပါတတိယ blueberry ဖြစ်တဲ့ငါကတော့သူ့အကြောင်းတွေတွေးပြီးခေါင်းနှောင်နေတဲ့မင်းရဲ့ဦးနောက်ဆဲလေးတွေကိုအသစ်ပြန်ဖြစ်အောင်တေချာကူညီပေးမယ်စစ်တုတ်ထအနေနဲ့ထောပတ်သီးဖြစ်တဲ့ငါရဲ့အစီတက်တွေကငိုတာလို့ပျက်စီးသွားတဲ့မင်းရဲ့မျက်နှာအသားတွေကိုချက်ချင်းပြန်လဲတောက်ပလာစေမှာပါနောက်ဆုံးကိုစီဖြစ်တဲ့ငါကတော့မင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပြီးတကယ်အချစ်ခံရတယ်လို့မျိုးနှွေးထွေးတဲ့ခံစားချက်ကိုဖန်တီးပေးလိုက်မယ်နော်ဒီလိုစူပါဟီးရိုးသတိ၅မျိုးစလုံးကမင်းရဲ့အသေးကွဲဒဏ်ရာတွေကိုတက်တာစေဖို့အတွင်းပိုင်းကနေအစွမ်းကုန်စူးစမ်းပေးနေကြတာပါဒါကြောင့်စိတ်ညစ်ပြီးထိုင်ကုန်မနေပဲကိုတေချာဂယုစိုက်ပါငါတို့တတိအားလုံးကိုနေ့စဉ်ပုံမှန်စားသုံးပေးဖို့လုံးဝမမေ့ပါနဲ့နော်ဒါကြောင့်မလို့တတိအဖွဲ့ဖြစ်တဲ့ငါကိုချက်ချင်းစားပေးတင်တာပါ